အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဗီဒီယို editing လုပ်တဲ့နေရာမှာသုံးပြုတဲ့ software တစ်ခုဖြစ်တဲ့ဒီ Adobe Premiere Pro 2020 version ကို install လုပ်နေလေးပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဦးဆုံးဒီ download ဆွဲရမှာဒီ download ဆွဲလိုက်ရင်ဒီ raw file လေးကြာလာမယ်အဲ raw file ကို extract here နဲ့အမှဖြည့်လိုက်မယ်ဖြည့်ပြီးရင်အမှနောက်တစ် file တစ်ခုပြန်ပြီးတော့ကြာလာမယ်เนาะအဲ extract ဖြည့်ပြီးသား file ထဲမှာ setup file ဆိုတာပါတယ်အဲ့ file နဲ့မှာဒီ setup ဆိုတာအဲ့ file ဖွင့်လိုက်ရင်ဒီ setup file ကို double click နှိပ်ပြီးဖွင့်လို့လည်းရတယ်ကျွန်တော်တို့ run as administrator ဆိုပြီးတော့အောက်ကကောင်ဆက်လက်ပေးပြီးတော့သူ့ကိုဖွင့်လိုက်ပြီးရင် continue ကိုဆက်ပြီးတော့နှိပ်ပေးမယ် continue ဆက်နှိပ်ပေးပြီးတော့ခဏစောင့်ပေးလိုက်မယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်သူနည်းနည်းတော့စောင့်ရတာပေါ့သူအဲ့ file နဲ့တော့လုပ်ပြီး launch ကိုဆက်နှိပ်ပေးမယ် launch ကိုဆက်နှိပ်ပေးလို့ရှိရင်ဒါဆိုပြီးသွားအကုန်လုံးပြီးသွားပြီပေါ့ပြီးသွားချိန်ကျရင်နောက်ပြီးကျရင် interface ပွင့်လာလို့ရှိရင်အမှnew project ဒါမှမဟုတ်လို့ရှိရင်new file new project ဆိုဟိုစင်ပြေတဲ့ကနေပြီးသားဆိုသုံးလို့ရပြီပေါ့ပြီးတော့အဓိကရေးကြည့်တာကတော့ဒီdownload ဆွဲတဲ့ raw file download ဆွဲပြီးတော့ raw file extract ဖြည့်ပြီးရင် iPad ထဲမှာ setup file ကိုဒီ double click တော့၎င်းဒါမှမဟုတ် right click တော့၎င်း right click run administrator နဲ့ဒီတော့ပြီးတော့ install လုပ်ပေးလိုက်တာဆိုရင်ရပြီเนาะprogram monitor ပေါ်လာပြီဆိုရင်ဒါပြီးပါပြီသုံးလို့ရပါပြီ